ကျွန်တော်မှာဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်တာကြောင့်ကိုယ်ခန္ဓာကိုအာဟာရဖြည့်တင်းပေးဖို့ကူညီပေးနိုင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးကတော့ကျွန်တော်တို့online ပေါ်မှာကျွန်တော်တို့ကျန်းမာရေးဆိုင်ရာဒီအရွက်တွေပဲဖြစ်ဖြစ်တစ်သီးတွေပဲဖြစ်ဖြစ်စကားပြောပြီးတော့သူတို့ရဲ့ခေါင်းကျိုးတွေပေါ့ကျန်းမာရေးနဲ့ပတ်သက်ပြီးခေါင်းကျိုးတွေရှိတယ်ဆိုတဲ့ဗီဒီယိုတွေကို AI နဲ့ဖန်တီးရလူအများများတယ်အဲ့ဆိုတော့ကျွန်တော်ကအဲ့လိုဖန်တီးရတာကိုလွယ်လွယ်ကူနဲ့ဖန်တီးလို့ရအောင်လို့ကျွန်တော်ကဒီဗီဒီယိုလေးမှာတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ ChatGPT ထဲကိုဝင်မှာကျွန်တော်တို့ ChatGPT ရဲ့အကူအညီနဲ့ကျွန်တော်တို့ image prompt တွေ video prompt တွေကိုလွယ်လွယ်ကူကျွန်တော်တို့အကူအညီယူမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့မိတ်ဆွေတို့က ChatGPT ထဲကိုဝင်ပြီးရင်ကျွန်တော်တို့အပေါ်ကမျက်နှာကြောင်းလေးကိုနှိပ်ပြီးဆိုရင်တော့ဒီမှာ plug ပုံစံလေးပေါ့ဗျာ plug in ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးပြီဆိုရင်တော့ကျွန်တော်တို့plug in ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးရင်ကျွန်တော်တို့ GPTs ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးဆိုရင်တော့ဒီ search bar မှာမိတ်ဆွေတို့က talking object ဆိုပြီးတော့ရိုက်ရှာလိုက်ပါကဲဒါဆိုရင်တော့ဒီမှာ talking object တွေအများကြီးထွက်လာပြီအပေါ်မှာဆိုရင်တော့2 million ရှိတယ်ဒီမှာမိတ်ဆွေတို့ကတစ်ခုပြီးတစ်ခုစမ်းသုံးကြည့်လို့ရပါတယ်ကျွန်တော်ဒီဗီဒီယိုမှာသုံးပြမှာကတော့ကျွန်တော်တို့ဒီမှာViral AI talking object video ဆိုတဲ့ဟာလေးကိုကျွန်တော်ကပြောပြမှာဖြစ်ပါတယ်ကဲကျွန်တော်တို့အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ကဲနှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာစသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ stat chat ဆိုတာလေးကိုနှိပ်လိုက်ပါပြီးရင်ကျွန်တော်ကဒီမှာမြန်မာဘာသာဖြစ်ပြောပြပါလို့ပြောလိုက်ပါမယ်မဟုတ်ဆိုလို့ရှိရင်သူကcreator ကအင်္ဂလိပ်လိုဖန်တီးထားလားဒါမှမဟုတ်ရှင်တခြားဘာသာနဲ့ဖန်တီးထားလားမသိဘူးကျွန်တော်တို့ကမြန်မာလိုပဲပြောမှဆိုတော့မြန်မာဘာသာဖြင့်ပြောပြပါဆိုပြီးတော့ကျွန်တော်ကအရင်ဆုံးပို့လိုက်ပါမယ်ကဲဒါဆိုရင်တော့သူကပြောပြလာပြီဒီမှာ Pandy Cola Secret as စသဖြင့်ပေါ့ဗျာသူကျမ်းမာရေးနဲ့ဆိုင်တဲ့ AI ဗီဒီယိုဘာတွေဖန်တီးမလဲဆိုပြီးတော့သူကမေးလာတယ်ကဲကျွန်တော်ကကစွန်းရက်စားခြင်းရဲ့အကျိုးကျေးဇူး scene တစ်ခုပေါ့ဗျာ scene တစ်ခု8စက္ကန့် scene 5ခုစာဆိုပြီးတော့ကျွန်တော်ကသူ့ကိုခိုင်းလိုက်မယ်ပြီးရင်ကျွန်တော်က image prompt video prompt နဲ့မြန်မာ dialogue 8စက္ကန့်ထုတ်ပြီးသူက dialogue ကိုသူကအင်္ဂလိပ်လိုထုတ်ပြီးမှဆိုလို့ကျွန်တော်ကတခါတည်းပိတ်ပြီးတော့ကျွန်တော်ကပြောလိုက်ပါမယ်ကဲကျွန်တော်ကဒီစာလေးကိုပို့လိုက်ပါမယ်မိတ်ဆွေတို့ကလည်းမိတ်ဆွေတို့ဖန်တီးခြင်းတဲ့အကြောင်းအရာကိုမိတ်ဆွေတို့ထည့်ပြီးတော့ပြောလို့ရပါတယ်ကဲဒီမှာဆိုရင်တော့ image prompt video prompt တွေကိုသူကscene 1 scene 2 scene 3 scene 4ဆိုပြီးတော့ဒီမှာပုံနေနဲ့ video prompt တွေ dialogue တွေကိုတခါတည်းထုတ်ပေးလာပါပြီမိတ်ဆွေတို့ကဒါလေးတွေကို copy ကူးပြီးတော့မိတ်ဆွေတို့ထုတ်လိုက်ရင်ရပါပြီကဲအဲ့ဒါဆိုတော့ကျွန်တော်တို့ပုံကိုကျွန်တော်တို့အရင်ဆုံးထုတ်မယ်ကဲကျွန်တော်တို့ပုံလေးကိုအရင်ဆုံးထုတ်မယ်ဆိုတော့ကျွန်တော်တို့ image prompt လေးကိုကျွန်တော်တို့ copy ကူးလိုက်ပါမယ်ကဲကျွန်တော်တို့ copy ကူးပြီးပြီဆိုရင်တော့မိတ်ဆွေတို့က Play Store မှာကျွန်တော်တို့ပုံထုတ်လို့ရှိရင် logo မပါတဲ့ဟာကိုကျွန်တော်တို့ထုတ်မှာဆိုတော့Play Store ကိုသွားလိုက်ပါပြီးပြီဆိုရင်တော့မိတ်ဆွေတို့ကဒီမှာGoogle Flow ဆိုပြီးတော့ရိုက်ရှာလိုက်ပါဒါဆိုရင်တော့ဒီမှာကျွန်တော်တို့ Google Flow Beta ဆိုတာရှိပါတယ်အဲ့ဒီ application လေးကို download လိုက်ပါမိတ်ဆွေတို့က application မပေါ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ VPN လေးခံပြီးတော့ပြန်ဝင်ကြည့်ပါဒါကတော့ Google Flow ရဲ့ကျွန်တော်တို့ Beta version Android version ဖြစ်တဲ့အတွက်ဒီကောင်က VPN ခံဖို့တော့လိုပါမယ်ခင်ဗျာကဲကျွန်တော်တို့ဒီ application လေးကို download ဆွဲပြီးပြီဆိုရင်ကျွန်တော်တို့ application လေးကိုကျွန်တော်တို့တစ်ချက်ဝင်လိုက်ပါကဲပြီးပြီဆိုရင်တော့ကျွန်တော်တို့ Gmail နဲ့ account ဝင်ထားလိုက်ပါပြီးရင်ကျွန်တော်တို့ပုံကိုထုတ်မယ်ဆိုတော့ကျွန်တော်တို့ new ကိုနှိပ်လိုက်ပါဒီမှာကျွန်တော်တို့အရင်ဆုံးအနေနဲ့ image ရဲ့အရှိုးကိုရွေးပါမယ်ကျွန်တော်ကတော့6ရှိုး16နဲ့ထုတ်မှာဆိုတော့6ရှိုး16ပဲရွေးထားလိုက်ပါမယ်ကဲပြီးဆိုရင်တော့ကျွန်တော်တို့ဒီမှာ image prompt လေးကိုကျွန်တော်တို့ထည့်ပြီးတော့ကျွန်တော်တို့ပုံထုတ်လိုက်ပါမယ်ကဲကျွန်တော်တို့ပုံထုတ်နေစဉ်အတွင်းမှာကျွန်တော်တို့နောက်ထပ်ပုံထုတ်လို့ရအောင်လို့ကျွန်တော်တို့image 2 prompt လေးကိုကျွန်တော် copy တော့ကူးလိုက်ပါမယ်ကဲပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာပဲပုံထုတ်ဖို့အတွက်ကျွန်တော်ကတခါလေးထည့်ပြီးတော့ထုတ်လိုက်ပါမယ်ကဲကျွန်တော်တို့ပုံ2ပုံလောက်ထုတ်ပြီးလို့ရှိရင်ခဏစောင့်ပြီးလိုက်ပါမဟုတ်လို့ရှိရင်ကျွန်တော်တို့ပုံတွေအများကြီးထုတ်လို့ရှိရင် error တက်မှာဆိုလို့ကျွန်တော်တို့ပုံတွေကိုစောင့်ပြီးတော့မိတ်ဆွေတို့ထုတ်လိုက်ပါကဲကျွန်တော်တို့ပုံလေးရလာပြီဆိုရင်တော့မိတ်ဆွေတို့က YouTube Create App ပဲဖြစ်ဖြစ်ပြီးရင်ကျွန်တော်တို့ Google Flow ကျွန်တော်တို့ website မှာဖြစ်ဖြစ်မိတ်ဆွေတို့သွားထုတ်လိုက်ပါဒီမဲ့ဆိုရင်တော့ကျွန်တော်တို့မြန်မာစာတခါကြလို့ရှိရင်ဒီမဲ့ကမြန်မာစာတိတ်မမှန်တတ်ပါဘူးအဲဆိုတော့မမှန်တတ်ဘူးဆိုတော့ကျွန်တော်တို့
Google Flow ကိုကျွန်တော်တို့ website မှာသွားသုံးပါမယ်ကျွန်တော်တို့ပုံလေးတွေကို download ဆွဲလိုက်ပါမယ်ပုံလေးတွေကိုထောက်ကျွန်တော်တို့အကုန်လုံးကိုထောက်လိုက်ပါမယ်ကျွန်တော်တို့ပုံ9ပုံလုံးကိုကျွန်တော်တို့ download ဆွဲလိုက်ပါမယ်ကဲကျွန်တော်တို့ download လေးကိုတစ်ချက်နှိပ်လိုက်ပါကဲဒါဆိုရင်တော့ကျွန်တော်တို့ပုံတွေကို download ဆွဲပြီးသားဖြစ်သွားပါပြီအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ Google Flow မှာသွားထုတ်ပြပါမယ်မိတ်ဆွေတို့က YouTube Create ရတယ်ဆိုလို့ရှိရင်လည်း YouTube Create မှာထုတ်လိုက်ပါမိတ်ဆွေတို့က Google Flow မှာထုတ်မှာဖြစ်ဖြစ် YouTube Create မှာထုတ်မှာဖြစ်ဖြစ်မိတ်ဆွေတို့ VPN လေးခံပြီးဖို့တော့လိုပါမယ်ခင်ဗျာကဲကျွန်တော်တို့ရောက်ပြီဆိုတာနဲ့ New Project ကိုနှိပ်လိုက်ပါကဲပြီးပြီဆိုရင်တော့ကျွန်တော်တို့အပေါင်းလေးကိုနှိပ်ပြီးရင်ကျွန်တော်တို့ Upload Media ကိုနှိပ်လိုက်ပါကဲကျွန်တော်တို့ပုံတွေကိုအကောင်လုံးကိုကျွန်တော်တို့ထည့်လိုက်ပါမယ်ပုံထည့်နေစဉ်အတွင်းမှာမိတ်ဆွေတို့ခဏလေးစောင့်ပါပြီးရင်ကျွန်တော်တို့ ChatGPT ကိုသွားပြီးတော့ကျွန်တော်တို့ video prompt လေးကိုကျွန်တော်တို့ copy ကူးလိုက်ပါမယ်ကဲပြီးဆိုရင်တော့ကျွန်တော်တို့ Google Flow ကိုပြန်သွားပါမယ်ကဲကျွန်တော်ဒီမှာပုံလေးရပြီဆိုတော့ကျွန်တော်တို့ပုံလေးကိုဖိပြီးဆိုလို့ရှိရင် animate ကိုနှိပ်လိုက်ပါကဲပြီးပြီဆိုရင်တော့ကျွန်တော်တို့ ingredient ကိုရွေးပြီးတော့ကျွန်တော်တို့8စက္ကန့်ကိုရွေးလိုက်ပါကျွန်တော်ကတော့ဗီဒီယိုကို9ပုံလုံးကိုတစ်ခါရေးထုတ်မှာဖြစ်တဲ့အတွက်ကျွန်တော်ကvideo 3.1 live ကိုပဲရွေးလိုက်ပါမယ် Omni Flash ကိုရွေးမယ်ဆိုရင်တော့ကျွန်တော်တို့ video quality ပိုကောင်းနိုင်ပါတယ်မိတ်ဆွေတို့ကcredit ရှိတယ်အကောင့်တွေများများရှိတယ်ဆိုလို့ရှိရင် Omni Flash ကိုသုံးဖို့အကြံပြုချင်ပါတယ်ကဲကျွန်တော်ကတော့ဒီဗီဒီယိုမှာ video 3.1 live နဲ့ပဲထုတ်လိုက်ပါမယ်ကဲကျွန်တော်တို့video prompt လေးကိုကျွန်တော်တို့ထည့်လိုက်ပါမယ်ကဲကျွန်တော်တို့ video prompt လေးထည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီနားမှာနည်းနည်းလေးပြင်ပါမယ်ပြင်မဲ့ဟာကတော့ကျွန်တော်ကဗီဒီယိုတိုင်းကိုကျွန်တော်တို့အတန်လေးနဲ့တူသွားအောင်လို့ကျွန်တော်ကဒီမှာ30ကြီးကကျွန်တော်က May voice ဆိုပြီးတော့ကျွန်တော်ကထည့်လိုက်ပါမယ်အဓိကကတော့ကျွန်တော်ကအတန်ကိုကျွန်တော်ကအသက်30အရွယ်ကောင်လေးပြောတဲ့ပုံစံမျိုးဆိုပြီးတော့ကျွန်တော်ကထားမဲ့သဘောပါမဟုတ်လို့ရှိရင်သူကဗီဒီယိုတစ်ပုဒ်ကယောက်ျားလေးတန်နောက်တစ်ပုဒ်ကမိန်းကလေးတန်နေဖြစ်တယ်လို့ပါကဲကျွန်တော်တို့ဒါလေးလည်းရပြီပြီးကျွန်တော်တို့ setting ကလည်းကျွန်တော်တို့မှန်သွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒါလေးကိုထုတ်လိုက်ပါမယ်ကဲကျွန်တော်တို့ဗီဒီယိုလေးရလာပါပြီကျွန်တော်တို့တစ်ချက်စစ်ကြည့်အောင်မင်္ဂလာပါကျွန်တော်ကကန်သွန်းရွက်ပါတဘာဝအာဟာရတွေကျွယ်ဝလို့နေ့စဉ်စားပေးရင်ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေပါတယ်ကဲကျွန်တော်တို့ဗီဒီယိုလေးရလာပြီဆိုရင်ကျွန်တော်တို့ download ဆွဲလိုက်ပါကဲဒီနေ့တိုင်းပဲကျွန်တော်တို့ဗီဒီယို9ပုတ်လုံးကိုကျွန်တော်တို့ထုတ်လိုက်ပါမင်္ဂလာပါကျွန်တော်ကကန်သွန်းရွက်ပါတဘာဝအာဟာရတွေကျွယ်ဝလို့နေ့စဉ်စားပေးရင်ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေပါတယ်ကျွန်တော်မှာဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်တာကြောင့်ကိုယ်ခန္ဓာကိုအာဟာရဖြည့်တင်းပေးဖို့ကူညီပေးနိုင်ပါတယ်ခင်ဗျာကျွန်တော်မှာအမြင့်ထက်များစွာပါဝင်လို့အစာကြေစနစ်ကိုကောင်းမွန်စေပြီးဝမ်းမှန်ဖို့လည်းကူညီပေးနိုင်ပါတယ်ကျွန်တော်ကိုပုံမှန်စားပေးရင်ကိုယ်ခံအားကိုထောက်ပံ့ပါနိုင်ပြီးကျန်းမာတန်ဆွမ်းနေဖို့အကူအညီပေးနိုင်ပါတယ်ကန်ဆွမ်းရွက်ကိုမျှတတဲ့အစားအသောက်နဲ့အတူစားသုံးခြင်းအပြင်ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေနိုင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မိတ်ဆွေတို့ChatGPT ရဲ့အကူအညီနဲ့ကျွန်တော်တို့ AI ကျန်းမာရေးဗီဒီယိုတွေကိုလွယ်လွယ်ကူကူဖန်တီးတတ်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဒါနဲ့ AI ကိုအခြေခံနေမကပဲဒီထက် project ကြ AI ဗီဒီယိုတွေဖန်တီးခြင်းနဲ့ဆိုရင်တော့လမ်းရမြန်မာရဲ့ AI creation and video editing class ကိုသင်တန်းကြီး2000ကျပ်ထဲနဲ့ဖွင့်လှစ်သင်ကြားပေးနေပါကြောင်းသတင်းကောင်းပါရပါတယ်ခင်ဗျာဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုရင်တော့ like လေးနှိပ်ပြီးနောက်ထပ် tutorial အသစ်တွေကိုလည်းလက်မလွတ်တမ်းကြည့်နိုင်ဖို့ channel လေးကို subscribe လုပ်ထားပြီးဘေးက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ပါဦးခင်ဗျာအချိန်ပေးပြီးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်